လောကကြီးမှာအပင်ပန်းဆုံးစိတ်ညစ်ရဆုံးဒုက္ခအရောက်ဆုံးအလုပ်ကိုပြောရမှာဆိုရင်လယ်သမားလုပ်လို့ပြောရမယ့်ပုံတော့ပေါက်နေပြီပေါ့ဘာဖြစ်လို့လဲဆိုတော့ပဲသေးတွေကောင်းမယ်နဲ့လယ်သမားရဲ့တကယ်ပေါ်တော့ပဲသေးရမကောင်းမင်းတို့ဟာရမဟုတ်တော့ဘူးကွာအဲ့လောက်ကြီးမလုပ်သင့်ဘူးဟုတ်မယ်ရေတက်သွားလို့ဒီနှစ်ပဲတွေဆိုလဲအသေးပြောက်တွေများပြန်ဖာပြီးွားနဲ့ပြန်ဖာလို့ကိုရီမျိုးဝယ်တော့ဆိုရင်မပဲတရင်ခွက်တအိတ်ကို2သိန်းကျော်ဟဲနဲ့အသေးတန်လိုက်လူဝယ်နေရတာ။အော်ကိုရီလက်သမားတွေဖြိုင်ပေါ်လို့ထွက်ပြီးဟေးဆိုရင်ပဲစရ3သိန်း3000 3သိန်း4000မတက်တော့ဘူးဗျာ။စဘာဆိုလဲတူပဲကိုရီလက်သမားစီကတော့ဈေးချိုနဲ့ဝယ်သွားတယ်။ဟောစားသုံးသူပြည်သူစံမြဲဈေးချိုမလားအောင်ပြီးတော့လဲစားသုံးသူပြည်သူစံဈေးကျော်ကြီးနေတယ်။အဲ့ကြောင့်ဒီခက်လေကောင်ကအဖွဲ့အစည်းတစ်ခုကတော်စိုးနေပေါ့ဗျာလယ်သမားတို့လည်းမကိုက်စားသုံးသူပြည်သူတို့လည်းမကိုက်ကျွန်တော်တို့စေးဖြန်းရတာပခုံးနဲ့စေးပုံးနဲ့တော့မှချွတ်ရတယ်လို့မရှိဘူးဒါတော့ပဲပင်ဟောက်မယ်ကျွတ်တို့ကျက်တဲ့ကောင်းလားဆိုလည်းသိမကောင်းဟိုအောက်ကကွက်လေးပဲကောင်းပါတယ်နောက်မိုးကကောင်းတော့ရေတက်တော့ပြတ်တယ်ပေါ့ဗျာပြောပါတယ်စေးဖို့တွေကြောဈေးတွေကြီး2ဆ3ဆတွေတက်ပဲစည်းကောင်းမှနဲ့မျှော်လင့်ဘလောက်ပဲကောင်းပါတယ်ပြောလယ်သမားဖြိုင်ပေါ်ရင်မင်းတို့ငါတို့ဖြိုင်ပေါ်ရင်ဈေးကြမှာပဲလို့ကျွန်တော်ပြောပါတယ်3သိန်းခွဲထပ်မပို့ဘူးဆိုတာအမှန်ပါပဲအခုလဲ3သိန်း4000နဲ့3သိန်း4000တော့ထပ်ပြီးကြဖို့ရှိသေးရဲ့တဲ့3သိန်း6000 3သိန်း9000လောက်ဆိုရင်တော့မပြောဘူးပေါ့ဗျာအခုဟာ3သိန်း4000နဲ့ဘာမှလုံးမရဘူးလောင်ထားနိုင်တဲ့တထေးတွေကတော့ကောင်းတာပေါ့မလောင်ထားနိုင်တဲ့လူကျစေးဖို့အကျွေးပေးရမယ်လူမျိုးဖို့အကျွေးပေးရမယ်လူကျဒီပဲပေါ်မှာပေးဆိုတော့ရိတ်ခါနဲ့စေးဖို့နဲ့အကုန်လုံးဆက်ရတော့ဘာကြက်မအောင်လယ်သမားဆိုတဲ့အတိုင်းလယ်နေရပဲရှိရပေါ့အဲကြောင့်မြန်မာနိုင်ငံချမ်းသာပြီးတဲ့လူကထက်ချမ်းသာမွဲတဲ့လူကတော့ထက်မွဲပေါ့ဗျာအဲကြောင့်လယ်သမားဘဝကိုလည်းမြင်သိကြပါတယ်လို့နေပါလောက်လဲစာနာပေးကြပါဦးလို့စေးဖို့တွေကြောဈေးကြီးတယ်ကိုရီစီကဝယ်တဲ့ပဲတွေစပါးတွေကြောဈေးတွေကချိုးတယ်ဗျာအဲကြောင့်ဘယ်လိုလုပ်ကြအောင်မပြောတတ်တော့လမထက်ကအမတရားများဒီမြောင်နေမြောက်သွားတော့လူဟာလူလို့တွေ့ရတဲ့ကိုနဲ့ခံလာတယ်လမမရှိတဲ့ကတိစကားများထုံးကားခဲ့ကြတော့လူဟာလူလို့တွေ့ရတဲ့ကိုနဲ့ခံလာတယ်